ပါပါအသက်20ဆိုတာဘဝရဲ့လဆုံးချိန်လို့တော်တော်များများပြောကြတယ်တကယ်တော့ပြောဖို့ထက်ရွေးချယ်စရာအများလို့မျက်စိလဲတာပြီးတော့အခြေစားမှကြောက်တာကိုရောတကယ်ဖြစ်ပါမလားဆိုတော့တန်ရာတွေနဲ့ပဲအချိန်ကုန်နေတတ်ကြတယ်ဟုတ်လားဒီနေ့ဗီဒီယိုမှာတော့လူငယ်တယောက်ကဘာလို့အခုကတည်းကစူးစမ်းထားတဲ့အကြောင်းအရာတွေကိုစူးစမ်းထားတဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးမှာပါနံပါတ်1ချက်ကတော့ the power of failing အားလေးပါအမားလောက်ပိုင်ခွင့်ရှိတဲ့အချိန်မှာလူငယ်ဘဝရဲ့အကြီးမားဆုံးခွင့်ရမှားခွင့်ရှိတာပါပဲ30နဲ့အသက်30-40ကျမှအလုပ်ငန်းတစ်ခုလုပ်လိုက်လို့ရှုံးနေသွားတယ်လို့ဆိုရင်ပြန်ထားဖို့ကခက်ခဲနိုင်ပေမဲ့အခုရွယ်မှာကိုကစီးပွားရေးတစ်ခုလုပ်လို့ရှိရင်ကိုမှခွန်အားရောအချိန်ရောရှိနေပါသေးတယ်အားကြောင့်ပြန်ထားဖို့ကအရင်မခက်ခဲနိုင်ပါဘူးအခုစူးစမ်းလိုက်လို့မှားသွားရင်တော့အဲ့ဒါရှုံးနေမှုတစ်ခုမဟုတ်ပဲနဲ့သင်ခန်းစာတစ်ခုအနေနဲ့ပဲကျန်ရည်ခဲ့မှာပါနံပါတ်2ချက်ကတော့ find your future freedom မှာအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံနေမှာဘာလို့ပင်ပန်းကန်စူးစမ်းနေရလဲဖြစ်ရရှင်းပါတယ်နောက်မှမမလုပ်ချင်တဲ့အရာတွေကိုမြင်မဲ့နိုင်တဲ့ရည်ရှိမှုပါအခုမင်းမကြိုးစားထားရင်နောက်တစ်ချိန်မှာမင်းမရှိတဲ့အလုပ်မင်းမကြိုက်တဲ့ပတ်ဝန်းကျင်မှာအချိန်ကုန်ဆုံးဖို့ရွေးချယ်ချာမရှိပဲနဲ့နေရပါလိမ့်မယ်နောက်တစ်ချက်ကတော့ very self confidence ပဲဖြစ်ပါတယ်အားနာကြမလို့တော့ကိုယ့်ကိုယ်ယုံကြည်မှုပါအောင်မြင်မှုဆိုတာဘယ်အရာမှနေချင်းညချင်းရောက်လာတာမဟုတ်ပါဘူးနေတိုင်းကိုယ့်ကိုယ်ပေးထားတဲ့ကတိတွေကိုတရားလို့ရင်းနဲ့ခက်ခဲတဲ့အရာတွေကိုကျော်လွှားနိုင်ပြီဆိုလို့ရှိရင် self confidence ကတဖြည်းဖြည်းတက်လာပါလိမ့်မယ်အဲ့ဒီယုံကြည်မှုကမင်းကိုဘယ်နေရာရောရည်ရည်မှုကိုရည်တည်စေနိုင်ပါလိမ့်မယ်ဒီကောင်းချုပ်အနေနဲ့ကတော့အလုပ်ကြိုးစားရဆိုတာသူများနဲ့တာဖို့တဲ့မနေရာကိုတက်ပို့တော်လာဖို့ပါအခုမင်းတက်20ဝန်းကျင်မှာဖုံးပို့ရင်ဒါမှမဟုတ်သူများရဲ့ဘဝတွေငေးချင်ရင်လည်းဖြတ်တမ်းမလားနောက်၄နှစ်5နှစ်အကြာမှာကိုကျေးဇူးတင်ထိုက်တဲ့လူဖြစ်အောင်လုပ်မလားရွေးချယ်မှုကမင်းလက်ထဲမှာပါပဲဒီနေ့ကတော့လောက်ပါပဲဒီနေ့ဗီဒီယိုလေးကမင်းအတွက်တကူကိုခွန်အားဖြစ်စေမယ်အားတက်စေမယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးပါဦးနောက်ထပ်လည်းဘဝအတွက်အကျိုးရှိမဲ့သင်ခန်းစာတွေကျွန်တော်တက်နိုင်သလောက်တင်ပေးတော့ပါမယ်ဒီနေ့ဗီဒီယိုလေး